ဘောလုံးကိုချီကျူးခဲ့တဲ့ဂွာဒီယူလာဘောလုံးပွဲမှာဂိုးသမားကြောက်ထရင်တိုင်မက်အတင်းအနေနဲ့ဘလုံးသွင်းမကုန်းဘူးဆိုတာသိတာတင်ရှားပါတယ်မန်စီးတီးနဲ့အေဟီလေလိုရဲ့ကလပ်ဝေါ့ကတ်ရှုံးထွက်ပြိုင်ပွဲမှာအသာစီးနဲ့ကစားခဲ့တာကမန်စီးတီးပါဘောလုံးပိုက်ဆံမှုအသာကိုပေါချင်းချောင်းမှုအချိန်30ကိုပေါတဲ့ကန်ချက်14ချိန်နဲ့ထုံးဟန်မော16ချိန်ရတဲ့အထိကစားပြခဲ့တာပါဒါပေမဲ့မိနစ်60အတွင်း2ဂိုးစီသေးချိန်ပေါ်မှာ2ဂိုးတကူနဲ့ရှုံးနေတာပြိုင်ပွဲကထွက်ခဲ့ရပါတယ်မန်စီးတီးရဲ့ညှော်လင်းချက်တွေကိုရက်တန့်ခဲ့သူကအဟီလီယဂိုးသမားဘိုတူပါမော်ရိုကိုလက်ဝဲစင်ဂိုးသမားဟာမန်စီးတီးရဲ့အသင်းရဲ့ကံသွင်းချက်10ချိန်ထိကိုကာဝယ်နိုင်ခဲ့တာပါမန်စီးတီးကစားသမားတွေစိတ်ပက်ရတဲ့အထိဘိုနိုကအမခန်းလက်စွမ်းနဲ့ကစားခဲ့ပါတယ်ဘိုနိုဟာလေဝေါကစားပြီးဂိုးကာဝယ်မှု23ချိန်နဲ့ကာဝယ်မှုအများဆုံးဂိုးသမားလည်းဖြစ်နေတာပါအေလီရဲ့ဂိုးသမားဘိုနိုကိုဘရာဗိုလို့ပြောချင်ပါတယ်ကျွန်တော်တို့အခွင့်အရေးတွေအများကြီးလုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဘိုနိုကအန်နဲ့စရာကောက်ွယ်ခဲ့တယ်အခြားပြောစရာမရှိပါဘူးဒါကတော့ဂွာဒီယူလာပြောခဲ့တာပါ34နှစ်အရွယ်ဘိုနိုဟာ2023ကစီဗီလာကနေအေဟီလေကိုပြောင်းလာသူဖြစ်ပြီး62ပွဲအထိကစားထားသူပါမန်စီးတီးအသင်းဟာ2023ပြိုင်ပွဲရဲ့ချန်ပီယံအသင်းဖြစ်ပြီးဒီနှစ်ပြိုင်ပွဲအတွက်အားခဲခဲ့ပေမဲ့လီပြအင်ဇာဂီရဲ့အေဟီလေအသင်းကိုရှုံးခဲ့ရတာပါThe spice of life.